မေတ္တာဓာတ်6မျိုးရအောင်ယူပြီးဘဝကိုနေထိုင်ပါတဲ့မေတ္တာဓာတ်ဘယ်နှမျိုးနံပါတ်1ကအရှိရက်ကမေတ္တာဓာတ်ကိုရအောင်ယူရမယ်ပြောကြည့်ပါအရှိရက်ကမေတ္တာဓာတ်ကိုရအောင်ယူရအရှိရက်ကမေတ္တာဆိုတာဘာကိုရည်ညွှန်းတာလဲလို့ပြောရင်မိဘရဲ့မေတ္တာတဲ့ပြောကြည့်ပါမိဘရဲ့မေတ္တာကိုကသာသမီဖြစ်နေရင်မိဘရဲ့မေတ္တာခန်းချောက်မသွားဘူးလို့တယ်မေတ္တာမိဘရဲ့မေတ္တာတွေစီးဆင်းဖို့ကိုယ်စီကိုမေတ္တာဓာတ်တွေဝင်နေဖို့လိုသလားမလိုဘူးလားလိုတယ်ငါသားလေးကြီးပွားပါစေချမ်းသာပါစေငါသမီးလေးကြီးပွားပါစေချမ်းသာပါစေဒီလိုလိမ်မာတဲ့သားလေးတွေသမီးလေးတွေဆင်းရဲဒုက္ခလွတ်ကြပါစေဆိုတဲ့မိဘရဲ့မေတ္တာဓာတ်တို့သူတော်စင်တို့မှာလိုသလားမလိုဘူးလားလိုတယ်မိဘနဲ့အစင်မပြေတဲ့သားသမီးကလည်းရှေ့ရောက်ဖို့လွယ်ရဲ့လားမလွယ်ဘူးချို့မိဘကိုပြန်ပြောတာမျိုးမိဘနဲ့ပြဿနာတက်တာမျိုးမိဘနဲ့စကားမပြောနိုင်မခေါ်နိုင်ဖြစ်တာမျိုးဒါမျိုးတွေမရှိဘူးလားအေးအဲ့ဒါကြောင့်မို့ဟန်နေမန်နေမလုပ်ဖဲနဲ့ကိုမိဘနဲ့ပတ်သက်ပြီးတက်နိုင်တယ်မြတ်မိဘရဲ့မေတ္တာဓာတ်ကိုရအောင်ယူရမယ်တဲ့ပြောကြည့်ပါမိဘရဲ့မေတ္တာဓာတ်ကိုရအောင်ယူရနောက်နံပါတ်2ကကျတော့တောင်အရက်ကမေတ္တာဓာတ်ကိုရအောင်ယူရမယ်တဲ့ပြောကြည့်ပါတောင်ရက်ကမေတ္တာဓာတ်ကိုရအောင်ယူရတောင်ရက်ကမေတ္တာဆိုတော့ဘု து မေတ္တာလဲလို့ပဲဆရာသမားရဲ့မေတ္တာဘု து ရဲ့မေတ္တာဆရာသမားရဲ့မေတ္တာအေးဒီနေရာမှာတပည့်နဲ့ဆရာနဲ့တပည့်နဲ့ဖြစ်နေရင်လေအပြန်မြန်အလန်လန်မေတ္တာဓာတ်တွေလိုသလားမလိုဘူးလားလိုတယ်အေးကိုကတပည့်ဖြစ်နေရင်ဆရာမေတ္တာကိုရရမယ်ကိုယ်တိုင်ကဆရာဖြစ်နေရင်လေဘု து မေတ္တာရရတပည့်ရဲ့မေတ္တာကိုရဖို့လိုသလားမလိုဘူးလားအဲ့ဒါကြောင့်မို့ဆရာနဲ့တပည့်နဲ့အပိုင်းကလည်းပဲမေတ္တာရှိမှုမရှိမှုကတခုခုဖြစ်ရင်ပို့ပြီးတော့သိတာလေဥပမာအဖြစ်ဦးဇင်းတို့ခုဘုန်းကြီးကျောင်းနေကြတယ်ဆရာနဲ့တပည့်နေကြတယ်ယာချီပြီးတော့တန်ခါရှိတာမှန်တယ်ပေါ့ဒါပေမဲ့အဲ့ဒီထဲမှာကိုယ့်ပေါ်မှာမေတ္တာရှိသူမရှိသူကြွာသွားတာမရှိဘူးလားကိုယ့်ဘက်ကတော့ဒါပေမဲ့သူတို့ဘက်ကမေတ္တာဘလို့ပဲထားဆရာဖြစ်တဲ့ပုဂ္ဂိုလ်ကတော့မေတ္တာကိုအားလုံးငယ်ငယ်ကြီးကြီးမခွဲအားလုံးပေါ်မှာတပြေးတည်းထားကြရတာမရှိဘူးလားဆရာမှာယံသူဆိုတာရှိရလားမရှိဘူးဘယ်တပည့်ကတော့ဘလို့ဖြစ်လို့ဘာဖြစ်တယ်ဆိုတာမရှိဘူးအားလုံးကိုကောင်းစေခြင်းနဲ့မေတ္တာအစစ်အမှန်နဲ့ထားကြရတာမရှိဘူးလားရှိအဲ့ဒါကြောင့်မို့တပည့်ဖြစ်ရင်လည်းကြီးပွားခြင်းရင်ဆရာမေတ္တာရအောင်ယူရမယ်တဲ့ဗာမေတ္တာအဲ့ဒါကြောင့်တောင်ရက်ကမေတ္တာတဲ့ဆိုတာဆရာရဲ့မေတ္တာတဲ့ဗာရဲ့မေတ္တာဆရာရဲ့မေတ္တာကဲဘယ်နှမျိုးရ2မျိုးရမိဘရဲ့မေတ္တာရဲ့ဆရာသမားရဲ့မေတ္တာကဲနောက်တစ်ခုကအနောက်ရက်ကမေတ္တာဓာတ်ကိုရအောင်ယူရမယ်တဲ့ပြောကြည့်ပါအနောက်ရက်ကမေတ္တာဓာတ်ကိုရအောင်ယူရအနောက်ရက်ကမေတ္တာဓာတ်ဆိုတာကြတော့ဘာကိုယဉ်ညွှန်းတာလဲလို့ပြောရင်နော်သားမယားရဲ့မေတ္တာကိုယူရမယ်တဲ့ပါတယ်လေသားမယားရဲ့မေတ္တာကိုရအောင်ယူရတို့သူတော်စင်များမိသားစုအဖြစ်နဲ့တိဆောက်ထားရင်လင်ရမယားရဲ့ဖွဲ့စည်းထားတဲ့မိသားစုလေးမရှိဘူးလားရှိအဲ့ဒါဆိုရင်2ယောက်လုံးကမေတ္တာတဲ့အပြန်လန်ပေးနေဖို့လိုတယ်လင်ယောက်ျားကလည်းဇနီးမယားကိုမေတ္တာပေးဖို့ဇနီးမယားကလည်းလင်ယောက်ျားကိုမေတ္တာပေးဖို့လိုသလားမလိုဘူးလားလိုတယ်အဲ့ဒါကိုလေတို့သူတော်စင်များအကျေနော်ဦးဇင်းတို့ဟောပြောပြသပေးထားတာရှိတယ်အဲ့ဒီကဏ္ဍတွေလည်းပဲတရားတွေနော်လင်နဲ့မယားနဲ့လင်ဆိုပြီးတော့နော်ဟောထားတာရှိအကုန်အစုံရှိတယ်နော်ဒီဘက်ကမိဘနဲ့သားသမီးလည်းပဲဟောထားတာရှိတယ်မိဘနဲ့သားသမီးနဲ့မိဘဆရာနဲ့တပည့်နဲ့ဆရာဒါခွတ်ထွက်ပြီးသားတွေရှိတယ်မိမိနဲ့မိတ်ဆွေနဲ့မိမိဆိုပြီးတော့နောက်ထပ်မြောက်အရက်အတွက်ကကျတော့မိတ်ဆွေကိုရည်ညွှန်းတာဘာကိုရည်ညွှန်းတာမိတ်ဆွေကိုရည်ညွှန်းတာမိတ်ဆွေတယောက်ပေါ်မှာထားရမယ်စိတ်သက်ကိုကမိတ်ဆွေပေါ်မှာဘာတွေလုပ်ပေးရမလဲအဲ့ဒီကိုလုပ်ပေးတဲ့မိတ်ဆွေကလည်းကိုယ့်ပေါ်ကိုဘာပြန်လုပ်ပေးရမယ်ဆိုတာကိုလည်းအကျေဟောထားတာတွေရှိတယ်အဲ့ဒီမိတ်ဆွေရဲ့မေတ္တာကိုလည်းရအောင်ယူဖို့လိုသလားမလိုဘူးလားလိုတယ်အဲ့ဒါကြောင့်မို့မြောက်အရက်ကမေတ္တာဓာတ်ဆိုတာမိတ်ဆွေရဲ့မေတ္တာတဲ့ဘာရဲ့မေတ္တာမိတ်ဆွေရဲ့မေတ္တာကဲဘယ်နှမျိုးရနော်မိဘရဲ့မေတ္တာဆရာသမားရဲ့မေတ္တာသားမယားရဲ့မေတ္တာမိတ်ဆွေရဲ့မေတ္တာကဲနောက်တစ်ခုကကြတော့အောက်အရက်ကမေတ္တာဓာတ်တဲ့ပြောကြည့်ပါဦးအောက်ရက်ကမေတ္တာဓာတ်အောက်ရက်ကမေတ္တာဓာတ်ကိုလည်းရအောင်ယူရမယ်အောက်ရက်ကမေတ္တာဓာတ်ဆိုတော့
ဘာကိုဆိုလိုတာလဲလို့ပြောရင်လက်အောက်ငယ်သားရဲ့မေတ္တာတဲ့ပြောကြည့်ပါလက်အောက်ငယ်သားရဲ့မေတ္တာတို့သူတော်စင်များလုပ်ငန်းကြီးကြီးမားမားလုပ်လာရင်ကို့မှာလက်အောက်ငယ်သားအလုပ်သမားတို့ဒါမျိုးတွေမရှိဘူးလားရှိအဲ့လိုမျိုးရှိရင်ကိုကအလုပ်ရှင်နဲ့အလုပ်သမားဖြစ်နေရင်လေအလုပ်ရှင်ကနေအလုပ်သမားပေါ်မှာလုပ်ပေးရမယ်တောင်းဝတရားတွေရှိတယ်ဒီတိုင်းပဲတို့သူတော်စင်များအလုတ်သမားကလည်းအလုတ်ရှင်ပေါ်မှာပြုလုပ်ပေးရမယ်တာဝန်တရားတွေမရှိဘူးလားရှိအဲ့ဒီတာဝန်တရားတွေကြည်ပြွန်နေတယ်ဆိုရင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်တွေကပို့ပြီးတော့ကြီးဝါမှုတိုးတက်မှုအောင်မြင်မှုတွေရတယ်တဲ့ကဲစုပေါင်းရင်ဘယ်နှမျိုးရ5မျိုးရကဲနောက်ဆုံးတစ်မျိုးကတော့အထက်အရက်ကမေတ္တာဓာတ်ကိုရအောင်ယူရမယ်တဲ့ပြောကြည့်ပါဦးအထက်ရက်ကမေတ္တာတဲ့ဆိုတော့ဘာရဲ့မေတ္တာတုံးဆိုယရဏသုံးပါးရဲ့မေတ္တာတဲ့ပါတယ်လေယရဏသုံးပါးရဲ့မေတ္တာဖရာရဲ့မေတ္တာတရားရဲ့မေတ္တာသံဃာရဲ့မေတ္တာလို့သလားမလို့လားလို့တယ်အဲ့ဒီယရဏသုံးပါးရဲ့မေတ္တာကိုရအောင်ယူရမယ်တဲ့အဲ့ဒါကြောင့်မို့စုပေါင်းရင်လောကသားတယောက်ကြီးပွားခြင်းတိုးတက်ခြင်းအဲ့ဒီမေတ္တာတဲ့6မျိုးရအောင်ယူပါတဲ့ဘယ်နှမျိုးအရှိရက်ကမေတ္တာဓာတ်ဆိုတာဘာကိုရည်ညွှန်းတာတောင်ရက်ကမေတ္တာဓာတ်ဆိုတာအနောက်ရက်ကမေတ္တာဓာတ်ဆိုတာမြောက်ရက်ကမေတ္တာဓာတ်ဆိုတာအောက်ရက်ကမေတ္တာဓာတ်ဆိုတာအထက်ရက်ကမေတ္တာဆိုတာအဲ့ဒါကြောင့်မို့ကိုကအလေကောင်မှနေပြီးတော့နဗီပပတ်လေကမေတ္တာတွေကိုလွှမ်းခြုံထားဖို့လိုသလားမလိုဘူးလားကိုကအလေကနေအရှိဆိုရင်မိဘရဲ့မေတ္တာကအပြည့်တောင်ဘက်ဆိုရင်ဆရာသမားရဲ့မေတ္တာကအပြည့်အနောက်ဆိုရင်သားမယားရဲ့မေတ္တာကအပြည့်မြောက်ဆိုရင်မိတ်ဆွေရဲ့မေတ္တာကအပြည့်အောက်ရဲ့ဆိုရင်ငါသားရဲ့မေတ္တာကအပြည့်အထက်ဆိုရင်ကိုကဘယ်မှာရှိတာအလယ်မှာရှိပြီလားမေတ္တာတွေပတ်ပတ်လေပေးနေတာမရှိဘူးလားလောကမှာကြီးပွားခြင်းတိုးတက်ခြင်းချမ်းသာခြင်းဘဝလေးကိုတန်တန်ပြန့်ပြန့်နဲ့ကိုယ်ဘဝလေးကိုကြီးပွားတိုးတက်မှုတည်တည်ငြိမ်ငြိမ်နဲ့ကြီးပွားတိုးတက်အောင်မြင်တဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီမေတ္တာတဲ့6မျိုးကိုရအောင်ယူရမယ်တဲ့တို့သူတော်စင်များမှတ်သားထားဖို့လိုသလားမလိုဘူးလားလိုတယ်မှတ်သားထားပြီးရင်နောက်ကဘာလုပ်ရလိုက်နာကျင့်သုံးမှုလုပ်ဖို့လိုတာပေါ့ဟုတ်တယ်မလားလိုက်နာကျင့်သုံးရမယ်တက်နိုင်သမျှလိုက်နာကျင့်သုံးရင်အဲ့ဒီပုဂ္ဂိုလ်ကတဖြည်းဖြည်းနဲ့ကြီးပွားတိုးတက်လာမှာသိကြတယ်ဟုတ်တယ်မဟုတ်လား